တွေ့လိုက်တာနဲ့ပြေဦးလွင်တို့တောင်ကြီးတို့ပြန်ရောက်သွားလို့ပဲနည်းနည်းအလွမ်းနေသွားတယ်ဟိုကအိမ်လာရောက်အညာလိုက်လိုက်ဒီဒီ Woodlands ဘက်ကိုလမ်းလျှောက်ပြေးပါဖြစ်ပါတယ်တတိုင်းနဲ့မိနစ်50 12နာရီလောက်ကြာပါမှာဒါကြည့်ပါလမ်းလျှောက်ရင်းနဲ့တွေ့တဲ့အပင်လေးကောက်လာပါတော့နောက်မှတရုတ်ပုံတောင်းရင်းလည်းရှိတယ်အဲ့ဒီစီရဆိုတော့စီပါတယ်တဲ့စဖိုင်ပြေးလိုက်လျှောက်လိုက်နဲ့ပေါ့နော်ပြေးလျှောက်ကြည့်ပေါ့စပါတယ်ကဲအခုကတော့Sembawang Hospitalရောက်ပါပြီ10 minutes တော့လမ်းလျှောက်ချိန် short လေးပေါ့နော်ဈားကနေလျှောက်ရတာတတိုင်းအေးချက်ချက်လေးပါကျောင်းဖွေတွေကမနေ့ကမှဝယ်လာ hiking ထွက်10 liter ကတ်လေးဆိုတော့ပေါ့ပါနေနဲ့ hiking မှာရတဲ့ဟာလေးအောက်ကဖြစ်ရှောင်းရင်သွားရင်လာရင်ရတယ်ရင်းနှီးသလိုလိုနေရာလေးရောက်လာတယ်ပေါ့နော်လမ်းစုံလမ်းခွာလေးတစ်ခုပါဟိုကအိမ်လာရောက်တော့ကပန်းအဝါရီရှင်နေကျင်းအများကြီးလာလိုက်တာအဲ့ဒါချီရောက်လာMember 2ကျော်သွားတာနဲ့လေဒီစကားပန်းအဖြူအနီးကြီးအရမ်းလာတာပဲတောက်လျှောက်ပဲတွေ့ရတယ်။ဒါတော့ရထားဘူတာနာဆိုတော့အရန်တော့ပြေးလို့မရဘူးပေါ့နော်ဒါအရန်လာတာပဲဒီဘေးလမ်းပိတ်တစ်လျှောက်မှာဒီစကားပန်းအဖြူအနီးကြီးဟိုးချိုင်းတာပဲကြော်စရာကြီးလမ်းလျှောက်ရတာလေဒါကတော့ Woodlands Checks for Woodlands ရောက်တော့လမ်းနဲ့တစ်လျှောက်မှာကြီးတယ်ဒီလိုပြုတ်လာတယ်ကြည့်Woodlands Bus Interchange ဘက်ကနေရှောက်ရတာပေါ့နော်အဲ့ရနေထွက်လိုက်ရင်အမြဲလာတဲ့ Causeway Point ဒီအမအခုမှတည်တယ်အဲ့ဒါဒီမှာနေပါတော့အဲ့သူရနေတယ်ဒီကနေ့ရမ်းလာခေတ်စစ်စစ်နေရောက်ခဏနေပါပြီနောက်ဆုံးလမ်းဖြတ်ကူးခြင်းမှာဒီနားနေဖြတ်ပြီးရင်အဲ့အိမ်တိုက်ခန်းနေလေ HDB ရဲ့ဘက်ကိုဝင်ရမှာပေါ့နော်ချိုးရမယ်အဲ့မှာဝင်လိုက်သွားလိုက်ဒီကားကိုတက်လိုက်ပြန်ဆင်းလိုက်ရင်အဲ့လိုသွားနေရတာမြင်းကြီးအလှမ်းဝေးဖြစ်နေတာပါတကယ်ချင်းလို့ကြီးမြင်းကြီးကပြီးပန်းချံဒါပေမဲ့ဝင်တဲ့အပေါ်မတွေ့ဘူးဖြစ်နေတာအမဟိုပတ်လိုက်ဒီပတ်လိုက်နဲ့အဲ့မှာပြန်ဆင်းရပြီပြန်ဆင်းပြီးတော့ဘယ်လိုသွားရလဲဆိုရင်လေသူများအိမ်အရှိဘက်ကနေသွားရတာအဲ့အိမ်ကလည်းကြက်တွေမွေးထားလိုက်ငှက်တွေမွေးထားလိုက်တဲ့ဟိုတောရောက်နေသလိုလိုအဲ့လိုပုံစံမျိုးကြီးကွယ်အဲ့မှာရောက်သွားပြီနောက်ဆုံးတော့ဒီနေရာလေးရဲ့နာမည်က Woodlands Town Park East တကူးတကကြီးလာလည်မယ်ဆိုရင်တော့မတန်ဘူးဟိုးအရှိဘက်ကတော့တောင်ဘက်ကတော့လာမယ်ဆိုရင်မတန်ပါဘူးဒီမြောက်ဘက်အချမ်းကလူတွေနီးနီးနားနားလာမယ်ဆိုရင်တော့အဆင်ပြေပါတယ်အပင်တွေလည်းအစုံပဲတရက်ပင်တွေရောကျွဲကောပင်တွေဟာအသေးအနံတွေအစုံပဲမောက်တွေ့ပြီဆိုပြီးစိတ်တုံးလုံးချလို့မရသေးပါဘူးလေကားလေးတွေဆက်တက်ရပါမယ်ကွယ်အဲ့လေကားလေးတွေကိုတက်ပတ်ပြီးတော့သွားရတာပေါ့နော်အပေါ်ကနေကြည့်ရင်ဟိုတိုက်တာရှုခင်းလေးတွေနဲ့တောင်ပေါ်ကနေအောက်ကိုကြည့်ရမြင်ကွင်းယူတော့မဟုတ်ပါဘူးဒါပေမဲ့လည်းသူ့အထာနဲ့သူမစိုးဘူးပေါ့နော်ပြောရရင်တော့တော်ရအေးချမ်းချမ်းလေးဟိုတိုက်တွေထက်ကာနေတဲ့နေရာလေးမှာ oasis လေးတစ်ခုပေါ့နော်
သေးစားလေး ပ ပေါ့ န်းနဲ့မွေး တောက်လျှောက်ပန်းနှံလေးလည်းမွှေးနေတာပဲလေလေးကလည်းတိုက်ထားတာလေအပေါ်တောင်ကုန်းပေါ်ဘက်မှာဆိုအေးနေတော့ အတွေ့ကိုပြင် လေ နေ လေးတစ်ချက်ဝှေ့လိုက်တိုင်းပန်းနဲ့စင်းစင်းလေးတွေကလေတကယ်ရင်ထဲကိုအေးပြီးတော့အမောပြေသွားစီတာလေလေးကလည်းအေးတော့လေတကယ်အမောပြေစီတာရောက်ရင်တော့စိတ်ချမ်းသာမှုလေးတော့ရပါတယ်ဒီညောင်းတဲ့သူများအတွက်အဲ့မှာထိုင်ကုန်လေးတွေတဘာဝကြောက်တုံးလေးတွေလည်းလုပ်ထားရပါတော့ဒါပေမဲ့မိုးရွာရင်တော့ထိုင်လို့မရပါကွယ်ဆိုတော့ရာသီဥတုကအခုကတော့မိုးမရွာနေဘူးပဲမိုးအုံညာလေးဆိုတော်တော်လေးအဆင်ပြေဆိုတော့မိုင်းလိုင်းနဲ့ဒီမှာလည်းဗိုက်စာလို့လေအမောဖြေရင်းနဲ့နည်းနည်းစားလိုက်ပါဘောနော်ခုနWoodlands မှာပါဝယ်ထားလဲဆိုတော့ Bread Dog အဲ့ Pork Floss Momoji Fire Floss ပေါ့နော်အဲ့ဒါလေးရယ်ပြီးတော့ Horlicks လေးရယ်ဝယ်ထားတယ်အဲ့ဒါလေးနဲ့အမောဖြေမယ်လောလောဆယ်ရင်တောက်မယ်အခုကတော့မိုင်းနိုင်ဒီမိုမိုဂျီ Fire Force Red Talk ကဝယ်ရဟာရယ်ပြီးတော့ Horlicks ပေါ့နော် any bread နဲ့တွဲဝယ်ရင်ဒါ$1နဲ့ရတယ်ဆိုတော့စုစုပေါင်း$4ပေါ့နော် breakfast စားနေပါတယ်ကြောက်နေတာကတော့ပန်းချဲရဲ့အမြင့်ဆုံးနေရာပါဒီနေရာလေးကပန်းမောင်းစုံလေးနဲ့တော်တော်လေးလှတယ်တဖန်းလို့ကောင်းတဲ့နေရာလေးပါဒီကြရိုင်းနေဒီကြရိုင်းနေညာနေစားလိုက်ဝါနောက်ပဲဒီကြရိုင်းနေညာနေတော်ပြီဝါကြတယ်ဒီကြရိုင်းဒီချစ်လိုက်တာ မသိရင်ပြင်ဦးလွင်တို့ရှမ်းပြည်ဘက်တို့တောင်ပေါ်ဒေသလေးကိုရောက်သွားသလိုပဲနည်းနည်းလေးတော့အလွမ်းပြေသွားရင်နေကြရိုင်းလေးတွေတွေ့လိုက်ရတယ်လေပျော်စရာလေးပါမိုင်းလိုက်တော့အဲ့နေကြရိုင်းနေနားမှာပုံလေးလည်းရိုက်တယ်TikTokတွေလည်းဆော်ခဲ့ပါတယ်ပြီးရင်တော့ပြန်ပြီးတော့ဂုံဆင်းလာရပေါ့နော်အဲ့ကနေဆင်းပြီးတော့အဲ့နားလေးမှာလည်း TikTok ရိုက်ခဲ့ပါသေးတယ်အဲ့နားလေးမှာတတရရလေးနဲ့လေပြီးတော့အဲ့မှာလာပြီးတော့ဖြာလေးနဲ့ပျော်ပွဲစားထွက်တဲ့သူတွေအားကစားလုပ်တဲ့သူတွေအများကြီးပဲဆိုတော့လူလည်းမပြတ်ပါဘူးအဆင်ပြေပါတယ်ကဲမိုင်းလာတော့ဓာတ်ပုံလည်းအဝါရိုက်ပြီး TikTok လည်းအဝါဆော့ပြီးပါပြီဆိုတော့ပြန်လိုက်ပါဦးမယ်အားလုံးပဲကြည့်ရှုပေးကြမယ့်ဆွေများကိုကျေးဇူးတင်ပါတယ်ပတ်စင်တောက်ကြနေညနေ9:00နာရီတိုင်းပြန်တွေ့ကြပါမယ် Facebook page လည်းဖွင့်ထားပါတယ်ကျေးဇူး